ကျမအိမ်ကိုပြန်ခေါ်ခံရတဲ့ပထမဆုံးနေ့မှာတင်မွေးစားညီမရဲ့ရန်စမှုကိုခံခဲ့ရပါတယ်။သူမကကျမနဲ့လောင်းကြီးတစ်ခုထပ်ခဲ့တယ်။သူမသားကျမနဲ့တက်တဲ့အရာတွေကို9ချိန်ဆက်တိုက်လူယူနိုင်ခဲ့ရင်ကျမဒီမိသားစုကနေလုံးဝထွက်ခွာသွားရမယ်တဲ့နောက်ဆုံးမှာတော့ကျမ10ချိန်ဆက်တိုက်ရှုံးနိမ့်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူမမျက်ရည်စကြလိုက်တိုင်းမိသားစုဝင်တွေကဝေခွဲမနေပဲသူမဘက်ကပဲအမြဲရက်တီးပေးခဲ့လို့ပါစိတ်ပြက်လက်ပြက်နဲ့ကျမ9ချိန်မြောက်အထိမဆောင်တော့ပဲကိုဘာသာကိုပဲထွက်ခွာဖို့ရွေးချယ်ခဲ့တယ်ကျမလုံးဝအားငယ်နေတဲ့အချိန်မှာပဲအရင်ကကျမကတင်ခဲ့မှုတဲ့အမျိုးသားကကျမကိုလာရှာပါတယ်အဲ့ဒီတော့မှကျမတတိယလိုက်တယ်လွန်ခဲ့တဲ့3နှစ်ကကျမရဲ့အသက်တစ်ဝက်ကိုစနစ်တစ်ခုနဲ့လဲလှယ်ပြီးသူ့ကိုကတင်ခဲ့တာပါသူဟာကျမရဲ့နောက်ဆုံးခုနားရဖြစ်လိမ့်မယ်လို့ထင်ခဲ့တာပေါ့ဒါပေမဲ့မွေးစားညီမကသူ့အကြောင်းသိသွားတဲ့အခါသူ့နာကပ်ဖို့နှီးမျိုးစုံစူးစမ်းခဲ့ပေမဲ့သူကတော့အမြဲတမ်းညှင်းပယ်ခဲ့ပါတယ်အဲ့ဒါကိုဒေါသထွက်ပြီးသူမကမျိုးရဲ့အချမ်းသာဆုံးတထေးကြီးနဲ့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်ကျမမင်္ဂလာလက်ဆွတ်သွားရတဲ့အချိန်မှာသူနဲ့သူ့တပည့်တွေပြောနေတာကိုကြားလိုက်ရပြီးသူအမြဲတမ်းသဘောကျနေခဲ့တာကျမရဲ့မွေးစားညီမဖြစ်နေတာကိုသိလိုက်ရလို့အယမ်းတုန်လှုပ်သွားခဲ့တယ်သူမမင်္ဂလာဆောင်တဲ့နေ့မှာကျမကိုပြန်ပေးဆွဲပြီးသူမကိုစားအတင်းလက်ထပ်ခိုင်းဖို့တောင်သူစီစဉ်ထားပါသေးတယ်ကျမရဲ့ကယ်တင်ရှင်လို့ထင်ခဲ့တာကလှည့်စားမှုတစ်ခုဖြစ်နေလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူးအဲ့ဒီအချိန်မှာပဲအကိုဖြစ်သူကဖုန်းဆက်လာပြီးသူမကိုစားအချမ်းသာဆုံးမိသားစုစီကိုအလိုတူအလိုပါလက်ထပ်ပေးဖို့ပြောလာပါတယ်ကျမသဘောတူလိုက်တယ်ကျမသူ့စီသွားပြီးအပေးယူလုပ်တဲ့အနေနဲ့မွေးစားညီမနာမည်ပေါက်ပိုင်ဆိုင်မှုတွေကိုတောင်းဆိုခဲ့တယ်အငင်းပွားပြီးတဲ့နောက်မှာတော့သူနောက်ဆုံးမှာသဘောတူလိုက်ပါတယ်မထွက်ခွာခင်မှာကျမအစားဝင်မဲ့ကိစ္စကိုလှုပ်ဝက်ထားဖို့သူ့ကိုပြောခဲ့တယ်အပြင်ရောက်တော့သူတို့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ကျမဆုံးဖြတ်လိုက်တယ်ဒါနဲ့စနစ်ကိုခေါ်ယူပြီးပြစ်မှတ်ကိုပြောင်းလဲခြင်းတယ်လို့ပြောလိုက်ပါတယ်စနစ်ကပြစ်မှတ်အဟောင်းကိုပြောင်းလဲလိုက်ရင်အဲ့ဒီလူရဲ့ခန္ဓာကိုယ်ဟာမူလအခြေအနေအတိုင်းပြန်ဖြစ်သွားမယ်လို့ပြောပါတယ်ကျမသူ့ကိုကယ်တင်ခဲ့စဉ်ကသူ့ခြေထောက်တွေဟာမတန်ဆွမ်းဖြစ်နေကြတာပါကျမစနစ်ကိုအချမ်းသာဆုံးတထေးကြီးနိုးလာအောင်လုပ်ခိုင်းလိုက်ပါတယ်နောက်တစ်နေ့အဖွားရဲ့မွေးနေ့ပွဲမှာသူကဟန်မပြတ်ပဲကျမနဲ့တူလိုက်လာခဲ့တယ်မွေးစားညီမကမနာလို့ဖြစ်ပြီးအဖွားရှိမှတမင်တနာစရာကောင်းအောင်လုပ်ပြနေခဲ့တယ်သူမကိုအလိုလိုက်တဲ့အနေနဲ့အဖွားကမိသားစုအမွေနဲ့ကြောက်စိမ့်လက်ကောက်ကိုချက်ချင်းပေးလိုက်ပါတယ်မထင်မှတ်ပဲသူကဒါကိုကန့်ကွက်စကားဆိုလာပါတယ်ဒါပေမဲ့ကျမကသူ့ကွက်တွေကိုမြင်နေရပြီလေဒါနဲ့မွေးစားညီမနဲ့လောင်းကြီးတစ်ခုထပ်လိုက်ပါတယ်ကျမတို့အလှည့်ကျဈေးပြန်ပေးကြမယ်အမြင့်ဆုံးပေးနိုင်သူကနိုင်မယ်ဒါပေမဲ့ကိုယ့်နာမည်ပေါက်ပိုင်ဆိုင်မှုတွေကိုပဲတုံးရမယ်လို့ပေါ့မွေးစားညီမကတော့သူမတေချာပေါက်နိုင်မယ်လို့ထင်နေတာသူမနာမည်ပေါက်ပိုင်ဆိုင်မှုနှစ်ခုလုံးကကျမလက်ထဲရောက်နေပြီဆိုတာသူမမသိဘူးလေကျမနိုင်တော့မဲ့အချိန်မှာပဲသူကအောက်မထားနိုင်တော့ဘူးချက်ချင်းပဲသူ့တပည့်ကတထေးကြီးတယောက်ရဲ့နာမည်နဲ့မွေးစားညီမစီကိုငွေတွေထည့်ပေးလိုက်ပါတယ်သူ့ရဲ့တကယ်အထောက်အထားကိုကျမတယောက်ပဲသိတာပါကျမသူ့ကိုလုံးဝစိတ်ပြတ်သွားပြီးမကြခင်မှာပဲအစားထိုးလက်ထက်ရမယ့်နေ့ရောက်လာခဲ့တယ်ကျမအချမ်းသာဆုံးမိသားစုစီကိုဥတီတဲ့ကားပေါ်တက်လိုက်ပါတယ်ဘာမှမသိသေးတဲ့သူကတော့ကျမထွက်ပြေးသွားပြီလို့ထင်နေတော့ပဲအဲ့ဒီအချိန်မှာသူကားကကျမကားကိုဖျက်ကျော်သွားခဲ့တယ်ကျမထွက်ခွာသွားတာနဲ့တပြိုင်နက်သူ့ရဲ့ခြေထောက်တွေဟာဘာခံစားမှုမှမရှိတော့ပဲချက်ချင်းပြန်ပြီးမတန်မဆွမ်းဖြစ်သွားပါတော့တယ်